ရင်အောက်ထက်ဂိတ်ဆော့တာပုံမကောင်းမှချင်လားဒါဆိုရင်တော့ချိန်9မိနစ်ပဲပြီးပါဂိတ်ဆော့တဲ့အခါမှာအရင်အသုံးဝင်စီမယ် tips and mechanics 9ခုပြောပြပါမယ်ဆိုတော့ဆက်လက်ကြည့်ရှုပေးပါ ultimate check အထူးသဖြင့် solo ဆော့တဲ့ပွဲတွေမှာပေါ့ဥပမာမိတ်ဆွေက initiator role ကိုကိုင်ထားတယ်ပဲထားပါတော့ဒါဆို battery ကိုဖွင့်ပေးရပါတော့မယ်ဒါနဲ့ခတ်တာက public player တွေနဲ့မတည်ဘူးအဲ့တော့ကိုကသူတို့ကိုငါပါလို့တော့မယ်မင်းတို့မှာ ultimate တွေရှိတာဆိုတာဟုတ် propose လို့မရဘူးပေါ့ဒီချက်ကနေပြဿနာတွေမျိုးစုံဖြစ်တတ်ပါတယ်ဒါကြောင့်သူတို့မှာ ultimate spare တွေရှိလားဆိုပြီး live တိုက်လိုက်ပဲဖွင့် initiate တင်ပါတယ်ခု teammate တွေမှာ ultimate ရှိမရှိဘယ်လိုဆက်ရမလဲဆိုရင်တော့သူတို့ရဲ့ဒီဘေးနားလေးမှာရှိတဲ့အစိမ်းရောင်အဝိုင်းလေးကိုကြည့်ပြီးစစ်လို့ရပါတယ်မစိမ်းနေရင် ultimate မရှိပါဘူး eye icon check detail ဒီ eye icon လေးကပုံလေးမရှိပါဘူး eye icon ချက်ချင်းမပေါ်တာ enemy ရှိရလဲမဟုတ်ဘူးလို့ eye icon ချက်ချင်းပေါ်တာ enemy မရှိရလဲမဟုတ်ပါဘူးအဲ့ချက်တော့ပြောပြပါမယ် eye icon လေးရဲ့ enemy ရဲ့ vision ထဲမှာကိုကရောက်နေနေပြီးပေါ်တယ် enemy တွေတယ်မဟုတ်ပဲ minion တွေ turret တွေရဲ့ vision ထဲမှာဆိုရင်လည်း eye icon ကနေပြီးပေါ်ပါတယ်ချက်ချင်းပေါ်တိုင်း enemy မရှိတာမဟုတ်ဘူးဆိုတော့ enemy တွေရဲ့ vision အတွင်းမှာကျွန်တော်တို့ကိုရှိတဲ့အခါကိုပြောတာပါဒီ concept လေးကိုကြည့်ကြည့်ပါ enemy စီလောင်းရဲ့ vision ပြင်ဘက်ကနေ bush ထဲကိုဝင်တော့ eye icon ကချက်ချင်းပေါ်ပါတယ် enemy ရဲ့ vision က ability မရှိပါဘူးအဲ့အတွက်ကြောင့်ဒီချက်လေးကိုတတိထားစေချင်ပါတယ် eye icon စစ်တဲ့အလေးချင်းလေးရှိအောင်လုပ်ပါ bush တွေထဲကိုပို့ပြီး secure ဖြစ်အောင် spirit ပေးရှိပါfront liner တွေကိုစစ်ထိုင်းမှာဒီ walking frame နာက push သေးဟာဒီ push 3ခုကို eye icon နဲ့စစ်ဖို့ထည့်ပေးထားတာလို့ပြောနိုင်ပါတယ်နောက်ထပ်အရေးကြီးဆုံးအချက်ကိုမပြောခင်ကျွန်တော်ရဲ့ video လေးကိုကြည့်တဲ့ viewer တွေထဲက 1.3% ကပဲ subscribe ထားရမှုအတမ်းမကြည့်ရအတွက် subscribe ပေးရပါဦး walking crab awareness မိတ်ဆွေတို့ဒီ walking crab လေးရှိရဆိုရင် map ပေါ်မှာဒါမျိုးအပြအရောင် icon လေးပြပါတယ်ဒီကောင်ကိုတက်လာရင်တော့အဲ့အပြာရောင် icon လေးကမတ်ပေါ်မှာပျောက်သွားပါတယ်ကြည့်ရချက်ကိုအခြေခံပြီး hyper ပဲဖြစ်ဖြစ်တပေါင်းအောင်ဒီနာတစ်ဝိုက်ကနေစာပြီးဖြတ်သွားခဲ့တယ်ဆိုတော့ဒီနိုင်ပါလေဒါဆိုရင်အဲ့နာတစ်ဝိုက် push တွေကိုစစ်ပြီးထိထားပါ enemy တွေဘက်ကလည်းသိနိုင်တာမို့ဒီ trail လေးကိုတတိထားစားပါဥပမာ enemy tank ကမိတ်ဆွေ hyper စားသွားတာသိပြီဆိုရင်မိတ်ဆွေမရှိရဲ့ဗတ်ချမ်းကဘတ်တွေကိုသူ့ရဲ့ hyper နဲ့လာစားသွားနိုင်ပါတယ်ဒါကဖြစ်နိုင်ခြေတစ်ခုကိုပြောပြတာပါ international ပွဲတွေမှာလည်းဒီချက်ကိုတတိထားကြပါတယ်ဒါကလည်း map awareness တစ်ခုပါပဲ be aware of Moscow ပြစ်လိုက်တဲ့လမ်းတွေကနောက်ထီပါဖောက်ပါတယ်ဒါကြောင့်ဘိုးဆဲရပုံလေးပါထိပါတယ်ကိုကဘိုးဆဲမှလည်းမသိအောင်သူပြည့်တဲ့လမ်းကြောင်းထဲမှာမနေပါနဲ့ပုံမှာပေါ်တဲ့သွေးရမ်းကတစ်ချက်သိနိုင်ပါတယ်ထူးထူးဖြင့် templator တွေက push ချမ်းမှာအောင်ရတဲ့အတွက်သတိထားပါကိုကလည်းဒီ channel push ဆလို့ရပါတယ် Alibi တန်တွေ type push 3ဘယ်မှာအောင်တတ်တော်မူ minion science စစ်ပါ Rock or tutorial Rock နဲ့ minion 3 wave နှစ်ပိတ်တဲ့ရင်ဒီကြီးအတိုင်းပိတ်ပါဒီအစစ်လေးနဲ့ဒီခိုင်းနဲ့တက်တက်ထားပါ wall ကိုဒီ line နဲ့တက်တက်ထားဒါမျိုးပေါ့ minion wave တွေက10စက္ကန့်နဲ့40စက္ကန့်တိုင်းမှာဖွက်တာတော့2စက္ကန့်အလိုလောက်ကြိုးပိတ်ပါဒီလို minion ပိတ်ပြီးရင် teammate တွေရင်းရစားတဲ့နေရာမှာပါမှာပါဒီချက်လူတွေကိုတေချာလိုက်မှတ်ပြီးအသုံးချစေချင်ပါတယ်ကျွန်တော်ကအချိန်တွေအများကြီးပေးပြီးမိတ်ဆွေတို့အတွက်အကျိုးရှိစေဖို့ပြောပြပေးခဲ့ပါပြီမိတ်ဆွေဘက်ကတော့ခလုတ်လေးတစ်ချက်နှိပ်ဖို့ပန်းမချီပါဘူး subscribe လေးနဲ့ကူညီပေးခဲ့ရင်ရပါတယ်အဆုံးထိကြည့်ရှုပေးလို့ဘင်းဆိုရနိုင်ပါစေဗျာ